မန်းချောင်းရဲ့ရေစည်းတန်ကတစ်ချိန်ကရွှေဆက်တော်ရဲ့တစ်ခုတည်းသောတန်ဆင်ဖြစ်ခဲ့ဥပါတယ်။ရာစုနှစ်နဲ့ချီနေတဲ့ဘာသာရေးခီးစဉ်ရဲ့နှစ်သာရကခြေတော်ရာကိုဥတိုက်ခြင်းနဲ့မန်းချောင်းရေမှာစိတ်အေးချမ်းစွာအပန်းဖြည့်ခြင်းပါပဲ။ဒါပေမဲ့ဒီနှစ်မတ်လရဲ့ပူပြင်းတဲ့မွန်းလွဲပိုင်းမှာတော့အဲ့ဒီအစင်လာကစိတ်မွာကွဲအပ်သွားပါပြီ။ဘာသာရေးနေမြေတွင်းကတဲခိုဆောင်တွေဟာဒီကလပ်တွေအသွင်ပြောင်းနေပြီးစုညံလှတဲ့ DJ သေးတန်စင်အောက်မှာဖျားဟုတွေရဲ့သာရုခေါ်တန်ကဝမ်းမျိုးချင်းခံလိုက်ရပါတယ်။အကြီးရွယ်ကိုဖျားဘူးတွေကတော့ဒါကကျမတို့သိခဲ့ရွှေဆက်တော်မဟုတ်ဘူးလို့ဝေဖန်နေကြပါတယ်။ရွှေဆက်တော်ရဲ့အနှစ်သာရဖြစ်တဲ့ငြိမ်းချမ်းတည်ငြိမ်မှုကိုပြန်ရှာဖွေဖို့အတွက်ကောဘကတွေကဘာမှမလုပ်တော့ဘူးလား။အေးဒါကြည့်ကပါကြည့်ရောကောဘကတွေကငွေကြေးနဲ့လူစီကားမှုဘက်ကိုပဲအာယုံထားနေရတာနမရာမြစ်ကစုတောင်းတန်တွေကို DJ တန်စင်တွေကထာဝရဝါမျိုးမသွားအောင်ဘလို့နီးလန်းနေနဲ့ရှေ့ဆက်ကြဖို့လိုမလဲလောလောဆယ်တော့ရွှေဆက်တော်ရဲ့ညင်ကွင်းကအင်မတန်ကိုရုပ်ဆိုးကျဉ်တန်နေပါတယ်